မင်္ဂလာပါရှင်ပကံနျူရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမကွေးတိုင်းမြိုင်မြို့နယ်မှာဖမ်းဆီးသွားတဲ့ဒဇာကန်2ယောက်ကိုစစ်တပ်ကတပ်ဖြတ်ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်နိုဝင်ဘာလ12ရက်နေ့မနက်မှာမြိုင်မြို့နယ်စက်မှုနဲ့တပ်မတော်အကြီးစားစက်ရုံကထွက်ခွာလာတဲ့အင်အား200ခန့်ပါတဲ့စစ်ကြောင်းဟာမြိုင်မြို့နယ်ဝက်ပုတ်ကျေးရွာအရောက်မှာဖမ်းဆီးခဲ့တဲ့ပြည်သူ2ယောက်ကိုညှဉ်းဆဲတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်စစ်တပ်ကညှဉ်းဆဲတပ်ဖြတ်ခဲ့တဲ့ပြည်သူ2ယောက်ဟာနိုဝင်ဘာလ17ရက်နေ့ကတရက်ကံပြူရွာကနေစက်မှုနှစ်ကိုအလာမှာဖမ်းဆီးခဲ့တဲ့ပြည်သူ9ယောက်ထဲကဖြစ်တယ်လို့ထုတ်ပြန်ပါတယ်အသက်40အရွယ်အမျိုးသမီးနဲ့အသက်52နှစ်အရွယ်အမျိုးသားတို့ကိုဝက်ပုတ်ကျေးရွာအရှိဘက်ဖုန်ကြီးကျောင်းအနီးမှာတန်ရာတွေနဲ့တေဆုံးနေတာတွေ့ခဲ့တယ်လို့အညာမြေတပ်ပေါင်းစုကပြောပါတယ်စစ်တပ်ဟာဝက်ပုတ်ကျေးရွာပြည်သူနေနှလုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့ပြီးပါရာမော်တာ2စီးနဲ့4ကြိမ်ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲဒီနောက်မှာတော့မြိုင်စက်မှုနှစ်ဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်ဝက်ပုတ်ကျေးရွာဟာအရင်ကပြူစောတိကျေးရွာဖြစ်ခဲ့တာပါ2024ခုနှစ်ဩဂုတ်လ10ရက်နေ့မှာအညာမြေတပ်ပေါင်းစုနဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ခဲ့ပြီးပြည်သူတွေကိုပြန်လည်အနှံခဲ့တဲ့ရွာဖြစ်တယ်လို့သိရပါတယ်ဒီစစ်ကြောင်းဟာဒီကနေ့မနက်8:00နာရီထိလှုပ်ရှားမှုမပြသေးဘူးလို့အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံကိုဘိုဘိုတန့်စင်ကပြောပါတယ်စစ်တပ်စစ်ကြောင်းကြောင့်ညာမြို့နယ်ကျေးရွာ10ရွာထက်မနည်းကပြည်သူတွေစစ်ပေးရှောင်နေကြရတယ်လို့သိရပါတယ်စကိုင်းတိုင်းကံဘလူနဲ့ရွှေဘိုခရိုင်တွေမှာစစ်ကြောင်းထိုးနေတဲ့တပ်မ33လက်အောက်စစ်ကြောင်းကိုနိုဝင်ဘာလ12ရက်နေ့မှာတော်လှန်ရေးပူးပေါင်းတပ်တွေကစစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခဲ့ပါတယ်စစ်သုံးပန်းနဲ့လက်နက်ခဲယမ်းတွေတင်ဆက်ရရှိခဲ့တယ်လို့တော်လှန်ရေးတပ်တွေကထုတ်ပြန်ပါတယ်မနေ့ကနိုဝင်ဘာလ12ရက်နေ့မနက်9:00နာရီဝန်းကျင်မှာကံဘလူမြို့နယ်ဝက်တိုးရွာစခန်းကနေခင်ဦးမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းစစ်တပ်ဘက်က90ထက်မနည်းသေဆုံးခဲ့ပြီးစစ်သုံးပန်း15ယောက်ဖမ်းဆီးခဲ့တယ်လို့စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်စစ်တပ်စစ်ကြောင်းကိုစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကံဘလူခရိုင်ပကဖအထူးလှုပ်ရှားတရင်ရေဦးမြို့နယ်ပကဖဒူဝန်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တရင်အမှတ်25တရင်တန့်ဆယ်နဲ့တော်လှန်ရေးအင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စကိုင်းတိုင်းကဏီမြို့နယ်ကပြည်သူတွေစေကူတာမှုခံယူနေတဲ့တိုင်နယ်စေယုံကိုနိုဝင်ဘာလ17ရက်နေ့မှာစစ်တပ်ကလေကြောင်းနဲ့ပုံကျဲချပြီးစစ်ရာဇဝတ်မှုကျူးလွန်ခဲ့ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ချက်လက်တွေကိုပေးပို့နိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကတောင်းဆိုချက်ထုတ်ပြန်ထားပါတယ်တိုက်နယ်စေယုံစစ်တပ်ဘုံကျဲတာနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကောက်ယူနေပြီးတရားမျှတဖို့အတွက်နိုင်ငံတကာကိုပေးပို့သွားမယ်လို့ဆိုပါတယ်ပြည်သူတွေအနေနဲ့စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကိုမြေပြင်မှာသိရှိရတဲ့အချက်လက်တပ်တွေမှတ်တမ်းတွေကိုရနိုင်သမျှစုစည်းပြီးပေးပို့ကြဖို့ကိုလည်းတောင်းဆိုထားပါတယ်စစ်အုပ်စုကျူးလွန်ခဲ့တာတွေကြောင့်ထိခိုက်ဒေဆုံးမှုဒဏ်ရာရရှိမှုနေအဆောက်အုံနဲ့စေယုံအဆောက်အုံများပျက်စီးမှုထိခိုက်နေတာသူတို့နဲ့သက်ဆိုင်တဲ့အချက်လက်တွေအပြင်စစ်အုပ်စုအသုံးပြုခဲ့တဲ့စစ်လက်နက်ဆိုင်ရာတပ်တွေမှတ်တမ်းဓာတ်ပုံဗီဒီယိုတွေကိုလည်းပေးပို့နိုင်တယ်လို့သိရပါတယ်နိုဝင်ဘာလ17ရက်ကကဏီမြို့နယ်ဝင်းမနာရွာတိုက်နယ်စေယုံကိုစစ်တပ်လေဒီအုံပြုဘုံကျဲခဲ့တာကြောင့်ပြည်သူ4ဦးသေဆုံးက10ဦးထပ်မံထိခိုက်ခဲ့တယ်လို့ဒေသတွင်းသတင်းတွေအရသိရပါတယ်။ပကံနျူရဲ့နောက်ဆုံးရသတင်းတွေကိုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။